လူတိုင်းရဲ့ဘဝမှာပထမဆုံးချစ်ရတဲ့သူတွေဟာအမြဲတမ်းနှလုံးသားထဲမှာအထူးနေရာတစ်ခုကိုရရှိသွားလေးရှိတယ်။အဲ့ဒီလူတွေဘယ်မှာပဲရှိရှိဘလို့ပဲဖြစ်နေပါစေသူတို့ကိုကျွန်တော်တို့အမြဲတမ်းချစ်နေမိတတ်တယ်။မိတ်ဆွေတို့ရဲ့ဒီခံစားချက်ကိုအခြေခံပြီးဒီနေ့ကျွန်တော်ပြောပြချင်တဲ့ဇာတ်ကားလေးကတော့2011ခုနှစ်ကထွက်ခဲ့တဲ့ You Are the Apple of My Eye လို့ခေါ်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာမိတ်ဆွေတို့ဘဝရဲ့တချို့အစိတ်ပိုင်းတွေကိုပြန်လည်အမှတ်ရမိစေပါလိမ့်မယ်။ခိုးထောင်ဟာမင်္ဂလာပွဲတစ်ခုကိုသွားဖို့ပြင်ဆင်နေပါတယ်။ဒါကြောင့်ပဲသူ့ရဲ့ငယ်ဘဝအမှတ်တရတွေအားလုံးဟာပြန်ပေါ်လာပါတော့တယ်။1994ခုနှစ်ရဲ့မနက်ခင်းတစ်ခုမှာခိုးထောင်ဟာကျောင်းကိုစပိန်နဲ့သွားနေပါတယ်။သူ့မှာတငယ်ချင်းတွေဖြစ်တဲ့စူဘိုကျွင်းဝါဝါကစ်ကစ်ခန္ဓာကိုယ်ရှိတဲ့တငယ်ချင်းအားဟိုဆိုးပေနဲ့ဘတ်စကတ်ဘောကစားရတာဝါသနာပါတဲ့ထဆိုလို့ရှိတယ်။သူတို့အားလုံးမှာတူညီတဲ့အချက်ကတော့သူတို့အတန်းရဲ့အလှဆုံးနဲ့အတော်ဆုံးဖြစ်တဲ့ချမ်းကြားယူကိုကြိုက်နှစ်သက်ကြတာပါပဲ။သူမကိုဘာလို့ကြိုက်ကြတာလဲဆိုတာတော့သူမကိုယ်တိုင်လည်းမသိပါဘူး။ခိုးထောင်တဲ့သူ့တငယ်ချင်းတွေဟာအခမ်းအနားပွဲတစ်ခုမှာအိပ်ပျော်နေတဲ့အတွက်ဆရာတယောက်ရဲ့ရိုက်နှက်တာကိုလည်းခံလိုက်ရပါသေးတယ်။ဒီအခြေအနေကအတန်းထဲအထိဆက်ဖြစ်လာပြီးခိုးထန်တဲ့စူဘိုကျွင်းဟာစာတင်တာကိုပြင်းလာကြပါတယ်။နောက်ဆုံးမှာသူတို့နှစ်ယောက်ဟာဂွေလိပ်ပြိုင်ပွဲတစ်ခုပြုလုပ်ကြပါတယ်။ဆရာကသူတို့နှစ်ယောက်ကိုမိသွားတဲ့အတွက်အပြစ်ပေးခံရပြီးခိုးထန်ဟာအတန်းထဲမှာထိန်းချုပ်ခံရဖို့အတွက်ချမ်းကြားယူရဲ့ရှေ့ကိုပြောင်းထိုင်ရပါတော့တယ်။စူဘိုကျွင်းကတော့ချမ်းကြားယူရဲ့တငယ်ချင်းဖြစ်တဲ့မင်းဟိုရှိမှထိုင်ရပါတယ်။ခိုးထန်ဟာနေရာပြောင်းထိုင်ပြီးတာနဲ့ချန်ကြားယူနဲ့ရန်ဖြစ်လိုက်ပါသေးတယ်။ခိုးထန်စားမလုပ်ပဲကစားနေတာမျိုးဆိုရင်ချန်ကြားယူကစူပူလေးရှိတယ်မင်းကအမြဲတမ်းသူများကိစ္စတွေမှာဝင်ပါတတ်တဲ့အချင်းရှိတယ်ဆိုပြီးလဲခိုးထန်ကပြန်ပြောတတ်တယ်။ချန်ကြားယူမှလည်းပုံမြဲဆွဲနေတတ်တဲ့ဝမ်ဝမ်ဆိုတဲ့တငယ်ချင်းတစ်ယောက်ရှိတယ်။ခိုးထန်ကပကြီးဆွဲတာဟာအနာဂတ်မှာမင်းအတွက်ဘာမှအကျိုးရှိလာမှာမဟုတ်ဘူးဆိုပြီးလှောင်တော့ချန်ကြားယူကဝင်ထားပါတယ်။ခိုးထန်ဟာစိုးသွမ်းတဲ့ပုံစံနဲ့နေပေမဲ့ချန်ကြားယူကတော့နည်းနည်းလေးမှမကြောက်ပါဘူး။ကျောင်းစင်းချိန်မှာတော့တငယ်ချင်းအားဟိုကချန်ကြားယူကိုမနှောက်ယှက်ဖို့ပြောပေမဲ့ခိုးထန်ကပေါ့ပေါ့ပပပဲပြန်တုံ့ပြန်ပါတယ်။သူတို့သားဖဟာအိမ်မှာဆိုအဝတ်စားမပါပဲနေတတ်ကြတယ်ခိုးထန်ဟာဘရူးစလီလိုဖြစ်ချင်တဲ့အတွက်လက်ဝှေ့ထိုးလဲလေ့ကျင့်တတ်ပါတယ်။ညနေကကျောင်းကဖုန်းဆက်လာတယ်ပြောပြီးခိုးထန်ကိုစာအာယုံစိုက်ဖို့သူ့ဖေကမှာပါတယ်။ခိုးထန်ရဲ့တငယ်ချင်းတွေဟာချန်ကြားယူကိုချင်းကပ်ဖို့နည်းမျိုးစုံစူးစမ်းကြပါတယ်။တယောက်ကရဲစရာမျက်လှည့်တွေကိုထုတ်ပြတယောက်ကဘတ်စကတ်ဘောအလဲကွက်တွေကိုထုတ်ပြနဲ့အထီးရောက်ဆုံးကတော့လူကြီးစာအုပ်တွေဖတ်ရတာဝါသနာပါတဲ့အားဟိုပါပဲအားဟိုဟာချန်ကြားယူနဲ့စကားပြောဖို့အကြောင်းအရာအမြဲရှိနေတတ်တယ်စူဘိုကျွင်းကတော့ချန်ကြားယူရဲ့အိမ်ရှိမှာပလွေမှုတ်ပြီးချင်းကပ်တဲ့ညီကိုသုံးပါတယ်ကျန်တဲ့သူတွေကချန်ကြားယူကိုချင်းကပ်နေချိန်မှာခိုးထန်ကတော့သူ့အခန်းထဲမှာဂွေလိမ့်ဖို့ကိုပဲပိုရွေးချယ်ခဲ့တယ်ဒေါသထွက်နေတဲ့ဆရာမတစ်ယောက်ဟာအတန်းထဲကိုဝင်လာပြီးစာအုပ်မပါလာတဲ့ကျောင်းသားတွေကိုအပြစ်ပေးမယ်လို့ပြောပါတယ်။ချန်ကြားယူဟာစာအုပ်မိလာတဲ့အတွက်သူမဟာစိတ်ပူနေခဲ့ပြီးအပြစ်ပေးခံရခါနီမှာခိုးထန်ကသူ့ရဲ့စာအုပ်ကိုချန်ကြားယူကိုပေးလိုက်ပါတယ်။ခိုးထန်ကတော့ထိုင်ကုန်ကိုမှတ်ပြီးဖားခုံရတဲ့အပြစ်ပေးမှုကိုခံယူလိုက်ပါတယ်။ခိုးထန်အပြစ်ပေးခံရချိန်မှာချန်ကြားယူဟာခိုးထန်ရဲ့စာအုပ်ထဲမှာချန်ကြားယူကချစ်စရာကောင်းတယ်လို့ရေးထားတာကိုတွေ့လိုက်ရပါတယ်။ချန်ကြားယူဟာနေ့လယ်ကကိစ္စအတွက်အများကြီးစဉ်းစားနေခဲ့ပြီးနောက်မှာတော့ခိုးထန်ကိုစာအုပ်ကိစ္စအတွက်ကျေးဇူးတင်စကားပြောလိုက်ပါတယ်။ချန်ကြားယူကခိုးထန်ကိုဘာလို့စာမကျက်ချင်တာလဲမေးတော့ခိုးထန်ကသူကတော့ပြီးသားမို့စာမကျက်တာဘာလို့ပြန်ဖြေတယ်သူသာစာလုပ်ရင်သူ့ကိုဘယ်သူမှမိမမဟုတ်ဘူးလို့ထပ်ပြောလိုက်ပါသေးတယ်။ကျောင်းဆင်းချိန်မှာတော့ချန်ကြားယူကစပိတ်ရက်တဲ့နေရာမှာခိုးထန်စီကိုလာပြီးလေ့ကျင့်ခန်းစာအုပ်တွေပေးလိုက်ပါတယ်စာချက်ဖို့အတွက်အသုံးပြုပါလို့လည်းပြောလိုက်သေးတယ်ဒါကိုတေချာလို့ရင်နောက်လာမဲ့စာမှုပွဲမှာ90%တော့ရမှာပါလို့ပြောလိုက်တယ်ဘာလို့ငါလို့ရမှာလဲလို့ခိုးထန်ကမေးတော့မင်းလို့ရင်မင်းကိုစကားကောင်းကောင်းပြောပေးမယ်လို့ချန်ကြားယူကပြောပါတယ်ညရောက်တော့ခိုးထန်ဟာအဲ့ဒီလေ့ကျင့်ခန်းစာအုပ်ကိုယူပြီးစာလေ့လာပါတယ်နောက်နေ့မနက်ကျောင်းရောက်တော့ချန်ကြားယူကခိုးထန်ရဲ့ယူနီဖောင်းကိုဘောပင်နဲ့ထိုးပြီးနှုတ်ဆက်လိုက်တယ်ခိုးထန်ကသူ့ရဲ့အဖြေလွှာကိုချန်ကြားယူကိုပေးလိုက်ပေမဲ့ချန်ကြားယူရဲ့လမ်းညွှန်စာအုပ်ကိုမကြည့်ပဲဖြေထားတဲ့အတွက်အဖြေတွေကအမှားများနေပြီးအမှတ်နည်းနည်းပဲရပါတယ်ချန်ကြားယူကခိုးထန်ပေါ်ပြောင်းလဲနေတာကြောင့်မင်ဟိုကသူတို့နှစ်ယောက်ကြားမှာဘာတွေဖြစ်နေတာလဲဆိုတာကိုမေးခဲ့ပေမဲ့ချန်ကြားယူကမဖြေခဲ့ပါဘူးခိုးထန်ဟာတညလုံးအာယုံစိုက်ပြီးစာတေချာချက်ပါတယ်မနက်စာစားနေတုန်းတငယ်ချင်းတွေနဲ့အတူရှိနေတဲ့ခိုးထန်ဟာအိပ်ပျော်သွားပါသေးတယ်အဲ့ဒီမနက်မှာပဲကိုထန်ရဲ့တငယ်ချင်းအားလုံးဟာချန်ကြားယူနားမှာရှိနေကြတယ်ဒါပေမဲ့ခိုးထန်ရောက်လာတဲ့အခါချန်ကြားယူကခိုးထန်ကိုစာလုပ်ခဲ့တဲ့ရလဒ်ကိုပြခိုင်းပါတယ်ဒါကိုမြင်တော့တငယ်ချင်းတွေအားလုံးအံ့အားသင့်ကုန်တော့တယ်ခိုးထန်ကအိမ်မှာအပြင်းထန်စာချက်ပါတယ်။အော်ဟစ်ပြီးပါစာချက်တာကြောင့်အိမ်နီးနားချင်းတွေနဲ့စကားများရပါသေးတယ်။စာမှုပွဲရလက်တွေထွက်လာတဲ့အခါခိုးထန်ကအမှတ်ကောင်းတွေရလာတဲ့အတွက်လူတိုင်းကအံ့အားကြပါတယ်။ဒါပေမဲ့ခိုးထန်ကအပြင်းထန်ကြိုးစားတယ်လို့မပြောဘဲသူဟာဉာဏ်ကြီးရှင်ဖြစ်လို့ပါလို့ပြောပါတယ်။ဒီစကားကိုကြားတဲ့ချန်ကြားယူကခိုးထန်ကိုရီလိုက်ပါတယ်
ခိုးထန်တဲ့ခြံကြားယူတို့ရဲ့ရင်းနှီးမှုကိုထားဆိုကမြင်လိုက်ရတဲ့အတွက်ခြံကြားယူစီကိုရီးစားစာရေးပေးဖို့ခိုးထန်ကိုအကူအညီတောင်းပါတယ်။တနစ်စာမုတ်ဝယ်ကျွေးမယ်လို့ပြောပါတယ်ခိုးထန်ကဒါကိုသဘောတူလိုက်ပါတယ်။တန်ရှင်းလုပ်နေတော့ခြံကြားယူကခိုးထန်ကိုညကျောင်းမှာသူနဲ့အတူစာချက်ဖို့ခေါ်ပါတယ်။ညရောက်တဲ့အခါခိုးထန်ကသူ့ရဲ့ဖုတ်ကောင်ဇလန်းကြောင့်ခြံကြားယူကြောက်နေမှန်းသိလိုက်ပါတယ်။ဒါပေမဲ့ခြံကြားယူကတော့ဝန်မခံပါဘူး။အဲ့ဒီညမှာခိုးထန်ကခြံကြားယူနဲ့အတူကျောင်းမှာစာချက်ရင်းထားဆိုစီကရေးစားစာကိုပေးလိုက်ပါတယ်။ဒါပေမဲ့ခြံကြားယူကအဲ့ဒီစာဟာခိုးထန်ရေးထားတာဆိုတာချက်ချင်းသိလိုက်ပါတယ်။ခိုးထန်ကလည်းခြံကြားယူကိုသူ့အားမကြိုက်ဖို့စနောက်ပြီးပြောလိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူဟာတကောင်ကျွဲဝန်ပလွေတယောက်မို့လို့ပါတယ်။အဲ့ဒါနဲ့ခြံကြားယူကသူ့ထက်မတော်တဲ့ယောက်ျားလေးတွေကိုမကြိုက်ဘူးလို့ချက်ချင်းပြောလိုက်ပါတယ်။ဒီစကားကြောင့်ခိုးထန်စိတ်ထိခိုက်သွားပါတယ်။နောက်ဆုံးတော့ခိုးထန်နဲ့ခြံကြားယူတို့ဟာစာမေးပွဲမှာအဆင့်ဘသူပုံမြင့်မလဲဆိုတာကိုလောင်းကြီးထက်ကြပါတယ်ခိုးထန်ရှုံးရင်ကရုံးတုံးရမယ်ခြံကြားယူရှုံးရင်စပင်ကိုတပတ်ကြာစီးထားရမယ်ဆိုပြီးသူတို့သဘောတူခဲ့ကြတယ်ခိုးထန်နဲ့ခြံကြားယူတို့ဟာရက်ပေါင်းများစွာအတူတူစာချက်ကြပါတယ်မနက်တိုင်းခြံကြားယူကခိုးထန်ရဲ့ယူနီဖောင်းကိုဘောပင်နဲ့ချီယာတွေပေးပြီးတနေ့တာကိုစတင်ပါတယ်နောက်ဆုံးမှာတော့စာမေးပွဲရလက်ထုတ်ပြန်တဲ့နေ့ရောက်လာပါတယ်ခိုးထန်ရှုံးသွားပါတယ်ခိုးထန်ကသူ့ကတိကိုတေးဖို့အတွက်အဲ့ဒီညမှာပဲကရုံးတုံးလိုက်ပါတယ်ကရုံးနဲ့ပုံစံအသစ်ဖြစ်နေတဲ့ခိုးထန်ကိုမြင်တော့ခြံကြားယူကရဲပါတယ်နောက်နေ့မနက်မှာတော့ခိုးထန်ရဲ့စပင်ပုံစံကိုသူ့ရဲ့တငယ်ချင်းတွေကထိုင်လောင်ပြောင်းနေကြပါတယ်အဲ့ဒီအချိန်မှာခြံကြအားယူဟာစပင်စည်းလျက်သူတို့ရှိကဖျက်လျှောက်သွားပါတယ်သူမကအနိုင်ရခဲ့တာတောင်ဘာကြောင့်ဒီလိုလုပ်တာလဲဆိုတာကိုခိုးထန်အံ့ဩနေပါတယ်အဲ့ဒီအချိန်မှာခိုးထန်ကစာချက်ရတာဟာပျော်စရာကောင်းတဲ့အရာတစ်ခုဆိုတာကိုသိသွားပါတော့တယ်အတန်းထဲကအလှငွေတွေပျောက်နေတဲ့အတွက်ဆရာတယောက်ကအခန်းတစ်ခါကိုပိတ်ပြီးခိုးသူကိုရှာနေပါတယ်ဘသူကမှဝန်မခံတဲ့အတွက်ဆရာကចောင်းသားတွေကိုခိုးသူလို့တန်တရားရှိတဲ့တငယ်ချင်း၃ယောက်ရဲ့နာမည်ကိုရေးခိုင်းပါတယ်ထောက်ဆိုခိုးထန်ခြံကြားယူနဲ့အတန်းဖော်အားလုံးဟာတငယ်ချင်းတွေကိုတန်တရားမရှိကျင်တဲ့အတွက်ဒီအမိန့်ကိုညှင်းဆန်ခဲ့ကြတယ်နောက်ဆုံးမှာတော့ចောင်းသားအားလုံးကသူတို့ရဲ့ကြောပိုးအိတ်တွေနဲ့ဆရာကိုပြစ်ပေါက်လိုက်ကြပါတော့တယ်ဒီအတွက်ကြောင့်ခိုးထန်နဲ့သူ့တငယ်ချင်း၅ယောက်ဟာအပြစ်ပေးခံရပါတယ်ခြံကြားယူလည်းအပြစ်ပေးခံရပါတယ်အခန်းရှိမှာခြံကြားယူဟာရှက်ရွံ့ပြီးငိုယိုနေခဲ့ပါတယ်ဒါပေမဲ့ခိုးထန်နဲ့ကျန်တဲ့သူတွေကခြံကြားယူကိုမရှက်ဖို့ဝိုင်းစားကြပါတယ်ခိုးထန်ကခြံကြားယူကိုဒီနေ့တော့တကယ်လေးစားတယ်လို့ပြောလိုက်ပါတယ်နောက်ဆုံးတော့ခြံကြားယူဟာမိုးတာရက်သွားပြီးအပြစ်ပေးခံနေရတဲ့အချိန်မှာပဲရေမောခဲ့ပါတယ်ကျောင်းပြီးဆုံးသွားတဲ့အခမ်းအနားမှာခြံကြားယူကအတော်ဆုံးကျောင်းသားအဖြစ်မိန့်ခွန်းပြောကြပါတယ်ကျောင်းပြီးဆုံးတဲ့နေ့မှာသူတို့အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ပါတီပွဲကျင်းပကြပါတယ်ခိုးထန်နဲ့သူ့တငယ်ချင်းတွေကစားနေတော့ခြံကြားယူရဲ့တငယ်ချင်းကဒီကောင်လေးတွေတဲကမင်းဘသူ့ကိုအကြိုက်ဆုံးလဲလို့မေးပါတယ်သူမကတယောက်ယောက်ရဲ့နာမည်ကိုပြောလိုက်လို့တငယ်ချင်းကအံ့ဩသွားပါတယ်ဒီနောက်သူတို့ရဲ့ကောလိပ်ဝင်ခွင့်စာမေးပွဲကိုဖြေဆိုကြပါတယ်စာမေးပွဲပြီးနောက်သူတို့အားလုံးခီးထွက်ဖို့စီစဉ်ကြပါတယ်ခိုးထန်ကခြံကြားယူကိုမင်းဘလို့ကောင်လေးမျိုးကိုကြိုက်တာလဲလို့မေးပါတယ်သူမကကလေးဆန်ပြီးမင်းကျက်တဲ့ကောင်လေးတွေကိုမကြိုက်ဘူးလို့ပြောပါတယ်ဒါပေမဲ့ခိုးထန်သူ့အနားရောက်လာတဲ့အခါသူမကသူ့နဲ့အတူကစားပါတော့တယ်ဘာတွေပဲပြောခိုးထန်ကိုပဲသူမကြိုက်နေတာပါသူတို့အားလုံးထိုင်ပြီးအနာဂတ်မှာဘာလုပ်ကြမလဲဆိုတာဆွေးနွေးကြပါတယ်တငယ်ချင်း၃ယောက်ကအမေရိကန်မှာဆက်လက်ပညာသင်ဖို့စီစဉ်ထားပါတယ်ခြံကြားယူကတော့ဘဝမှာဘာလုပ်မယ်ဆိုတာတိတိကျကျမဆုံးဖြတ်ရသေးပါဘူးသူမကကဘာကြီးကိုပြောင်းလဲစေမယ့်အရာတစ်ခုကိုလုပ်ချင်တယ်လို့ပြောပါတယ်ခိုးထန်ကိုခြံကြားယူကဖုံးဆက်ပြီးငိုနေပါတယ်ခိုးထန်လည်းအမြန်ပြေးသွားပြီးခြံကြားယူနဲ့သွားတွေ့တော့စာမေးပွဲရလက်ကသူမအိမ်မက်ထားတဲ့တက္ကသိုလ်အတွက်အမှတ်မမီတဲ့အတွက်ခြံကြားယူငိုနေတာဖြစ်ပါတယ်တငယ်ချင်းအားလုံးလည်းသူတို့ရဲ့ရလက်တွေကိုအသီးသီးရကြပါတယ်ခြံကြားယူကတော့ဆရာဖြစ်ဖို့အတွက်ပညာရေးတက္ကသိုလ်ကိုရွေးချယ်ခဲ့ပါတယ်ဘူတာယုံမှာခြံကြားယူကိုလိုက်ဖို့နေစဉ်ခိုးထန်ကသူကိုယ်တိုင်လှုပ်ထားတဲ့လက်ဆောင်လေးတစ်ခုကိုပေးလိုက်ပါတယ်ယထာပေါ်ရောက်တဲ့အခါခြံကြားယူကလက်ဆောင်ကိုဖွင့်ကြည့်လိုက်ပါတယ်အဲ့ဒါကပန်းသီးပုံနဲ့ခြံကြားယူကခိုးထန်ရဲ့အချစ်ဆုံးကောင်မလေးပါလို့ရေးထားတဲ့အဖြူရောင်တီရှပ်ဖြစ်ပါတယ်စူးဘိုးကျွန်းကတော့စာမေးပွဲကြပြီးနောက်နှစ်စာမေးပွဲထပ်ဖြေဖို့ဆုံးဖြတ်ခဲ့ပါတယ်ခြံကြားယူမပါတဲ့ခိုးထန်ရဲ့တက္ကသိုလ်ကျောင်းသားဘဝကအတွေ့အကြုံတစ်ခုပါပဲခိုးထန်ကတက္ကသိုလ်မှာတငယ်ချင်းအသစ်တွေရနေပါပြီသူတို့အားလုံးမှာတူညီတဲ့ဝါသနာတူတစ်ခုကတော့ညာတိုင်းညဉ့်ညမ်းရုပ်ရှင်ကြည့်ဖို့ပဲဖြစ်ပါတယ်အဲ့ဒီခေတ်တုန်းကဖုန်းတွေဟာစိန်ကံပစ္စည်းဖြစ်တဲ့အတွက်ညာတိုင်းခိုးထန်ဟာခြံကြားယူကိုဖုန်းခေါ်ဖို့အတွက်တန်းစီရပါတယ်ခိုးထန်ကသူ့မုံဘိုးတွေအကုန်ကိုခြံကြားယူနဲ့ဖုန်းပြောဖို့ကိုပဲတုံးခဲ့ပါတယ်ခြံကြားယူကိုလည်းပါတီပွဲမှာဘဲကောင်လေးနဲ့မှတွဲမကောက်ဘူးသူကပြောလိုက်ပါသေးတယ်နွေရာသီကျောင်းပိတ်ရက်ရောက်လာတဲ့အခါခိုးထန်ဟာတိုင်ပေကိုခြံကြားယူနဲ့အတူခီးထွက်ပါတယ်အဲ့ဒီအချိန်မှာသူတို့စကားတွေအများကြီးပြောဖြစ်ကြပြီးခိုးထန်ကသူ့ရဲ့ခံစားချက်တွေကိုပွင့်ပွင့်လင်းလင်းဖွင့်ဟပြောခဲ့ပါတယ်ဒါပေမဲ့ခြံကြားယူကသူ့ခံစားချက်အပေါ်အလေးနဲ့မထားဘူးလို့သူထင်ပြီးခြံကြားယူရဲ့သဘောထားကိုသူမမေးခဲ့ပါဘူးခြံကြားယူညှင်းလိုက်မှာကိုသူစိုးရိမ်နေခဲ့တာပါဆူတောင်းတွေရေးပြီးလွတ်ရတဲ့မိဘုံပြန်မှာခိုးထန်ဟာခြံကြားယူပြန်ချစ်ပါစေလို့ဆူတောင်းခဲ့ပါတယ်ခြံကြားယူကတော့ခိုးထန်အတွက်အဖြေကိုရေးလိုက်ပေမဲ့ခိုးထန်ကတော့မဖြေပါနဲ့လို့ပဲပြောခဲ့တယ်ခြံကြားယူကသူ့ကိုညှင်းလိုက်ပြီးလက်ရှိဆက်ဆံရေးပြတ်သွားမှာကိုခိုးထန်ကြောက်နေခဲ့ပါတယ်မိဘုံပြန်ကတော့အဝေးကိုတက်သွားခဲ့ပါပြီခ
ီးစဉ်ပြီးတဲ့နောက်ရက်အနည်းငယ်ကြာတဲ့အခါခိုးထန်ကချန်ကြားယူကိုတူတန်မာကြောင်းပြချင်တဲ့အတွက်သူ့ရဲ့တက္ကသိုလ်မှာကိုခံပညာပြိုင်ပွဲတစ်ခုကိုကျင်းပပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူဟာတိုက်ခိုက်ရတာကိုကြိုက်လို့ပါ။သူဟာကောလိပ်ဝင်းတစ်လျှောက်ပိုစတာတွေကိုဖြန့်ဝေပြီးချန်ကြားယူကိုဒီအကြောင်းဖုန်းဆက်ပြောပြကဖိတ်ခေါ်ပါတယ်။ဒါပေမဲ့ချန်ကြားယူကဒီသတင်းကိုကြားတဲ့အခါစိုးရိမ်သွားပါတယ်။ဒီပွဲမှာခိုးထန်ဟာတိုက်ကွန်ဒိုခပတ်နက်ပိုင်ရှင်နဲ့ရှင်ပြိုင်ရပါတယ်။သူတို့နှစ်ယောက်ဟာပြင်းပြင်းထန်ထန်နဲ့စိတ်လှုပ်ရှားစရာကောင်းကောင်းတိုက်ခိုက်ကြပေမဲ့ခိုးထန်ဟာဒဏ်ရာတွေရပြီးအရေပြားတွေပေါက်ပြဲသွားပါတယ်။အဲ့ဒီအချိန်မှာခိုးထန်ကသူ့ကိုကြီးဖို့ရောက်လာတဲ့ချန်ကြားယူကိုသတိထားမိလိုက်ပါတယ်။ချန်ကြားယူကခိုးထန်ဒဏ်ရာအများကြီးရနေတာကိုမြင်တဲ့အခါအရန်ဒေါသထွက်ပြီးစိတ်ပြတ်သွားပါတယ်။တစ်ဖက်မှာလည်းခိုးထန်ကသူ့အပင်ပန်းခံပြီးဖန်တီးထားတဲ့ပြိုင်ပွဲကိုချန်ကြားယူကအထင်သေးတဲ့အတွက်စိတ်ဆိုးနေပါတယ်။ခိုးထန်နဲ့ချန်ကြားယူတို့ဟာပြင်းပြင်းထန်ထန်ရန်ဖြစ်ကြပြီးချန်ကြားယူကသူ့နောက်ကိုဆက်မလိုက်ဖို့ခိုးထန်ကိုပြောလိုက်ပါတယ်။ခိုးထန်နဲ့ချန်ကြားယူတို့ရန်ဖြစ်တဲ့တဲ့တင်ဟာတငယ်ချင်းအားလုံးစီကိုရောက်သွားပါတယ်။ထားဆိုကထိုင်ဝမ်ကနေထိုင်ပေကိုဆိုင်ကယ်နဲ့ချက်ချင်းထွက်လာပြီးအာဟိုကတော့ယထာနဲ့ပိုမြန်မြန်ရောက်လာပါတယ်။အာဟိုကအခွင့်အရေးမဆုံးရှုံးခြင်းတဲ့အတွက်ချန်ကြားယူရဲ့လက်ကိုကင်ပြီးချစ်သူဖြစ်ဖို့တောင်းဆိုလိုက်ပါတယ်။ထိုင်ဝမ်ကိုအခုမှရောက်လာတဲ့ထားဆိုကအာဟိုကိုချန်ကြားယူနဲ့လက်ချင်းတွဲပြီးချစ်သူတွေဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ထားဆိုဟာခိုးထန်ရှိတဲ့နေရာကိုသွားပြီးဒေါသထွက်နေပါတယ်။ထားဆိုနဲ့ခိုးထန်တို့ဟာစိတ်တူနေတဲ့အတွက်တယောက်နဲ့တယောက်ရန်ဖြစ်ကြပါတယ်။ချန်ကြားယူနဲ့ရန်ဖြစ်ပြီးတဲ့နောက်ခိုးထန်ရဲ့အဆောင်နေဘဝဟာပြောင်းလဲသွားပါတယ်။ချန်ကြားယူကအာဟိုနဲ့နေလေစာအတူစားနေစဉ်မှာချစ်သူစုံတွဲတွဲရန်ဖြစ်ပြီးမကြခင်ပြန်ပြေးလဲသွားတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲကျောင်းတုံးကခိုးထန်နဲ့အတူရှိခဲ့တဲ့အချိန်တွေကိုသတိရသွားပါတယ်။နောက်ဆုံးတော့ချန်ကြားယူနဲ့အာဟိုတို့ဟာ9လပဲချစ်သူတတန်းရှိခဲ့ပြီးလမ်းခွဲခဲ့ကြပါတယ်။ခိုးထန်ကတော့စိတ်တက်ကြနေတာကိုပြေပြောက်ဖို့အတွက်လေ့ကျင့်ခန်းတွေပဲအမြဲလုပ်နေခဲ့ပါတယ်။တညမှာတော့ငလင်အကြီးအကျယ်လှုပ်ခတ်ပါတယ်။ခိုးထန်ကလူအုပ်ကြားကနေပြေးထွက်ပြီးချန်ကြားယူရဲ့အခြေအနေကိုသိဖို့အတွက်ဖုန်းလိုက်မိဖို့ကြိုးစားပါတယ်။အဝေးကြီးပြေးပြီးနောက်ဖုန်းလိုက်ရတဲ့အခါခိုးထန်ကချန်ကြားယူကိုဖုန်းခေါ်နိုင်ခဲ့ပါတယ်။ချန်ကြားယူအဆင်ပြေရဲ့လားဆိုတာကိုခိုးထန်ကတေချာအောင်မေးပါတယ်။နှစ်ကြာအောင်အဆက်အသွယ်မရှိခဲ့ပေမဲ့ခိုးထန်ရဲ့စိုးရိမ်ပူပန်မှုကိုသိတဲ့အခါချန်ကြားယူစိတ်လှုပ်ရှားသွားပါတယ်။အဲ့ဒီနောက်ခိုးထန်ဟာချန်ကြားယူနဲ့အတူရှိခဲ့တဲ့အတိတ်ကအမှတ်ရစရာတွေကိုဖုန်းနဲ့စကားပြောရင်းပြန်လည်အမှတ်ရခဲ့ပါတယ်။ခိုးထန်ကချန်ကြားယူကိုဘာကြောင့်ညှင်းပယ်ခဲ့တာလဲဆိုတာကိုသိချင်စိတ်နဲ့မေးခဲ့ပါတယ်။ဒါပေမဲ့ချန်ကြားယူကသူတို့နှစ်ယောက်ချစ်သူဖြစ်ခါနီးအချိန်ကချုံမြိန်တဲ့အချိန်တွေကိုမဆုံးရှုံးချင်လို့ပါလို့ပဲဖြေပါတယ်။ဖုန်းပြောပြီးတဲ့အခါခိုးထန်ကအပြိုင်စကြဝဠာတစ်ခုမှာသူတို့နှစ်ယောက်ဟာစုံတွဲဖြစ်နိုင်တယ်လို့ချန်ကြားယူကိုပြောပါတယ်။အဲ့ဒီစကြဝဠာတွေကသူတို့ကိုခိုးထန်ကအားကြတယ်လို့လည်းပြောပါတယ်။ချန်ကြားယူကခိုးထန်ကိုအရင်တုန်းကသူ့ကိုချစ်ပြီးစူးစမ်းခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပါတယ်။ခိုးထန်ကလည်းချန်ကြားယူကိုသူ့အပေါ်ချစ်ခွင့်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြန်ပြောပါတယ်။ဒါကတက္ကသိုလ်ရဲ့နောက်ဆုံးနှစ်ဖြစ်ပါတယ်။လူတိုင်းဟာစာမေးပွဲအတွက်ပြင်ဆင်နေကြပါတယ်။ခိုးထန်လည်းစာကြည့်တိုက်ကိုတွားရပါတယ်။ဒါပေမဲ့စာချက်မဲ့အစားခိုးထန်ကချန်ကြားယူနဲ့သူတို့ရဲ့အချစ်ဇာတ်လမ်းကိုအင်တာနက်မှာစရေးခဲ့ပါတယ်။ခိုးထန်ဟာနေ့တိုင်းဒီလိုပဲဆက်လုပ်ခဲ့ပါတယ်။ကျောင်းပြီးတဲ့နောက်သူ့တငယ်ချင်းတွေကလည်းသူတို့ဖြစ်ချင်တာမဖြစ်ခဲ့ရပါဘူး။တယောက်ကကားရောင်းသမားဖြစ်လာပြီးမျက်လှည့်ပြခဲ့တဲ့သူကတော့စာကြည့်တိုက်မှာအလုပ်လုပ်နေပါတယ်။သူအဲ့ဒီကကောင်မလေးတွေကိုမျက်လှည့်လိုက်ပြနေတတ်ပါတယ်။တယောက်ကတော့အာမခံကိုယ်စားလှယ်ဖြစ်လာပြီးအမေရိကန်ကိုသွားချင်တဲ့သူကတော့တကယ်မရောက်ခဲ့ပါဘူး။ငငယ်ကခိုးထန်လောင်ပြောင်ခဲ့တဲ့ပုံမြဲဆွဲနေတဲ့ဝမ်ဝမ်ကတော့အခုနာမည်ကြီးပကြီးဆရာမဖြစ်နေပါပြီ။သူမဟာသူမရဲ့အိမ်မက်ကိုအကောင့်ထဲဖော်ပြီးအောင်မြင်သူတယောက်ဖြစ်နေပါပြီ။ခိုးထန်စီကိုအာဟိုနဲ့စူဘိုကျွင်းတို့ရောက်လာပြီးချန်ကြားယူရဲ့မင်္ဂလာပွဲကိုအမြန်သွားဖို့ခေါ်ပါတယ်။ခိုးထန်နဲ့သူ့တငယ်ချင်းအားလုံးဟာချန်ကြားယူရဲ့မင်္ဂလာပွဲမှာအစားအသောက်တွေကိုပျော်ပျော်ရွှင်ရွှင်စားတောက်ကြပါတယ်။ခိုးထန်ကတော့ချန်ကြားယူကိုတခြားသူတယောက်နဲ့ပျော်ရွှင်ပါစေလို့ဆုတောင်းပေးဖို့မဖြစ်နိုင်ဘူးလို့အဲ့ဒီအချိန်မှာပြောပါတယ်။ဒါပေမဲ့ချန်ကြားယူနဲ့သူတို့တားရောက်လာပြီးချန်ကြားယူရဲ့ပျော်ရွှင်တဲ့အပြုံးကိုခိုးထန်မြင်တဲ့အခါသူ့ရဲ့စကားကိုပြန်ပြင်လိုက်ပါတယ်။တယောက်ကိုချစ်ရင်အဲ့ဒီမင်္ဂလေးပျော်ရွှင်ဖို့အမြဲတမ်းဆုတောင်းပေးမယ်လို့ပြောလိုက်ပါတယ်။ဇလန်းရဲ့အဆုံးမှာတော့ခိုးထန်နဲ့သူ့တငယ်ချင်းတွေဟာသူတို့သားသူတို့သမီးတို့နဲ့အတူတပ်ပုံရိုက်ကြပါတယ်။အဲ့ဒီအချိန်မှာစူဘိုကျွင်းကစနောက်ပြီးသူတို့သားကိုသူတို့တွေချန်ကြားယူကိုနန်းခွင့်ပြုဖို့တောင်းဆိုပါတယ်။သူတို့သားကခွင့်ပြုလိုက်ပါတယ်ဒါပေမဲ့သူတို့တွေချန်ကြားယူကိုဘယ်လိုပုံစံမျိုးနမ်းကျင်လဲအဲ့ဒီပုံစံအတိုင်းသူတို့သားကိုအရင်ဆုံးနမ်းရမယ်ဆိုတဲ့စီကံချက်တစ်ခုကိုထုတ်ပါတယ်ခိုးထန်ရဲ့တငယ်ချင်းတွေကကန့်ကွက်ပြီးလက်မခံချင်ကြပါဘူးအဲ့ဒီအချိန်မှာခိုးထန်ကဘာမှမစင်စားပဲသူတို့သားရဲ့နှက်ခမ်းကိုချက်ချင်းနမ်းလိုက်ပါတယ်ဒီလိုရဲ့ကြောင့်ချန်ကြားယူအရန်အံ့ဩပြီးရေမောနေခဲ့ပါတယ်ခိုးထန်ချန်ကြားယူရဲ့အနားကိုသွားပြီးငါအမြဲတမ်းကလေးဆန်နေမှာပါလို့ပြောလိုက်တယ်သူတို့နှစ်ယောက်ဟာအတူရှိခဲ့တဲ့လှပတဲ့အခိုက်အတန့်တွေအားလုံးကိုအမှတ်ရသွားကြပါတယ်ခိုးထန်နဲ့ချန်ကြားယူတို့ဟာအတိတ်ကသူတို့ရဲ့အမားတွေကိုပြန်လည်အမှတ်ရနေကြပါတယ်။ခိုးထန်ကသူတို့ရန်ဖြစ်တုန်းကချန်ကြားယူရဲ့မျက်ရည်ကိုမတုပ်ပေးခဲ့တဲ့အတွက်နှောင်တရနေပါတယ်။ချန်ကြားယူကခိုးထန်နဲ့အတူခီးထွက်တုန်းကမိဘုံပြန်ကိုတတိယသွားပါတယ်။အဲ့ဒီတုန်းကသူကခိုးထန်ကိုသဘောကျပြီးချစ်သူဖြစ်ဖို့တောင်းဆိုတာကိုလက်ခံကြောင်းရေးခဲ့ပါတယ်။ဒါပေမဲ့ခိုးထန်ကဘယ်တော့မှမသိခဲ့ပါဘူး။ခိုးထန်ကမင်္ဂလာဆောင်ကတ်မှာသူ့ရဲ့ဆယ်ကျော်သက်ဘဝတင်ကေတာဖြစ်တဲ့ချန်ကြားယူကိုမင်္ဂလာဆောင်အတွက်ဂုဏ်ပြုပါတယ်လို့ဆုတောင်းပေးထားပါတယ်။ဒီဇလန်ဟာလူအများရဲ့ပထမဆုံးအချစ်ဦးနဲ့ပတ်သက်တဲ့ခံစားချက်ကိုတက်တည်ပြနေပါတယ်။တင်ဟာတယောက်ယောက်ကိုအမြဲတမ်းချစ်နေပေမဲ့သူတို့နဲ့အတူရှိမနေနိုင်တော့တာမျိုးလည်းဖြစ်နိုင်ပါတယ်။သူတို့ဟာတင်ဘဝရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာပါတယ်။ဒါဟာတင်တခြားသူကိုမချစ်နိုင်တော့ဘူးလို့မဆိုလိုပါဘူး။တင်နဲ့တင်တော်တဲ့ဘဝလက်တွဲဖော်ကိုတင်ရှာတွေ့ပြီးသူတို့နဲ့ပျော်ရွှင်နိုင်ပါတယ်။
ဒီနေ့ဗီဒီယိုကိုဒီမှာပဲအဆုံးသတ်ပါရစေအားလုံးအချစ်ဦးကိုလွတ်လွတ်ကျွတ်ကျွတ်လွမ်းနိုင်ကြပါစေ